အားလုံးပဲမင်္ဂလာပါအခုကျွန်တော်လက်ထဲမှာရောက်ရှိထားတဲ့ smart လေးကတော့ GTA Bus ဆိုတဲ့ကျွန်တော်တို့အခုလိုမျိုးနှစ်ချက်ပါတဲ့ဒီ smart လေးပေါ့နော်ဒီ smart လေးကိုကျွန်တော်သူ့ရဲ့ application နဲ့ချိန်ပြီးတော့ဖုန်းပြောလို့ရအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုချိတ်ဆက်သုံးရလဲဆိုတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသူကဒီ user guide မှာလည်းပါပါတယ် application လေးကို download ရမှာပေါ့နော်အသုံးပြုနေရလဲဒီမှာလည်းရေးထားပါတယ်ဒီမှာ QR code လေးကိုကျွန်တော် scan ဖတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ application ကဘာ application လဲဆိုတော့ကျွန်တော်ဒီ platform ကနေပဲကျွန်တော်Power Bank Power POWERBN Power Bank ဆိုတဲ့ application ကိုကျွန်တော် download ရမှာပေါ့နော် Play Store ကနေတော့ download လိုက်ဒီနာမည်လေးပါနော်ပြီးရင်ဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်တော့ဒီလိုပုံစံပြလိုက်မယ်ဒီမှာလူပုံစံလေးဒီဘက်ဆုံးနေလဲပြီးရင်တော့ဗာပြောလဲဆိုတော့ဒီထဲမှာ log in ဆိုတာရှိတယ်တွားလိုက်ရင်ကျွန်တော်တို့တစ်ခါတန်းဝင်လို့မရသေးဘူးဘာလို့ဆိုကျွန်တော်တို့မှာ account မရှိသေးတဲ့ကြောင့်ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့က sign up ဆိုတာလေးကိုနှိပ်ရမယ် sign up ဆိုတာနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ Gmail လေးထည့်မယ်ပြီးရင်ကိုယ့်ရဲ့ password ပေါ့နော် password ကအနည်းဆုံး8လုံးABCD နဲ့1 2 3အဲ့လိုတစ်ခုပေးလိုက်ပေါ့ဗျာကျွန်တော်ကတော့ဒီဘက်က keyword ကအပေါ်ဆုံးတန်းနဲ့1 2 3နဲ့ပေးတာလည်းများတယ်ကို mail လေးနဲ့ပေါ့နော်ပြီးရင်တော့ဒီမှာအမှန်ဆိုကြပါစို့ကျွန်တော်တို့ဒီမှာ mail တစ်ခုထည့်လိုက်မယ်ပြီးမှ password လေးတစ်ခုထည့်လိုက်မယ်ပြီးဒီမှာ get verification code ဆိုတာလေးကျွန်တော်နှိပ်ရတယ်ပေါ့နော်အဲ့မှာနှိပ်မှာသူကအဲ့ထဲကို mail ကိုကိုယ့် mail ကို code ပို့တယ် code ပြီးရင်ကျွန်တော်တို့က account number လေးကိုဒီမှာရိုက်ထည့်နော်ရိုက်ထည့်ပြီးဒီမှာအမှန်ချင်းရှင်းပြီးတော့အောက်မှာ sign up now ဆိုနှိပ်လိုက်ရတယ်ဟိုကျွန်တော်ပြမယ်ဗျာပြောတာဒီမှာ sign up now ဆိုပေါ်ပြီဒါကိုနှိပ်လိုက်ရင် register အောင်သွားမှာ register အောင်သွားရင်ဘယ်လိုမျိုးအဆင့်ပြရလဲဆိုတော့ဒီမှာကျွန်တော်ကဒီဘက်မှာဆိုရင် register အောင်သွားပြီပေါ့နော်ဒီမှာအောင်သွားပြီဆိုရင်ဒီလိုမျိုးဆင်ရောက်သွားပြီပေါ့နော်ဒီမှာကိုယ် account နဲ့ချိန်နေပြီပေါ့နော်ချိန်ဆိုတော့အောက်မှာနာရီလေးရှိရဲ device ဆိုရဲသူကပြီးရင်ကျွန်တော်ဘာလို့ရမှာ binding device ဆိုပြီးရှာပေးအဲ့မှာနာရီရဲ့ model number လေးဒီရဲ့နာရီ model number လေးပေါ်လာမှာပေါ့နော်တကယ်လို့မပေါ်လာဘူးဆိုရင်လည်းကျွန်တော်ဘာလို့ရမလဲဆိုတော့ဒီအောက်က location လေးဖွင့်မယ် bluetooth ကိုဖွင့်ရမယ်နော်ပြီးဒီမှာအခုဆိုပေါ်လာပြီဆိုကျွန်တော်တို့ကဒါကို connect ဆိုတာလေးနှိပ်လိုက်မယ်နော် connect ဆိုနေလို့ရှိရင်အခုဒီမှာဒီဘက်တောင်ကြည့်လိုက်ဒီမှာဆိုရင်ချိန်သွားပြီဒီဘက်တောင်လေးမှာနာရီမှာကြည့်လိုက်ရင်ချိန်သွားပြီဒီမှာဆိုချိန်သွားပြီ step pairing လုပ်မှာလားဆိုတော့လုပ်မယ်ဆိုပြီးတော့ချိန်လိုက်ဒီမှာဆိုရင်နိုင်မှာလဲအခုလိုမျိုးလေး earphone connected to mobile phone နဲ့ဒါဆိုချိန်သွားပြီဒီလို8နဲ့သူမချိန်သေးဘူးလေထက်ချိန်ချင်နေဆိုရင်ကျွန်တော်တို့ဘယ်မှာတော့ချိန်ရလဲဆိုတော့ဒီမှာချိန်ရတယ်ဒီမှာတော့ချိန်လို့ရတယ်เนาะဖုန်းပြောဖို့အတွက်ဒီလို8နဲ့ချက်ချင်နေဆိုတော့ဒီမှာချိန်လို့ရတယ်ဒီမှာတော့ချလိုက်ဒါမှမဟုတ်ဒီနေရာလေးကိုကျွန်တော်တို့ကနချက်နဲ့ချိန်ချင်နေဆိုရင်တော့ဒါလေးကိုကျွန်တော်ဖွင့်လိုက်ပါတော့ဖွင့်ပြီးတော့မှနချက်ကလေးကိုအပြင်ခဏထုတ်လိုက်မှမီးစိမ်းလေးလင်းနေပြီဆိုရင်ဒီမှာပေါ်လာလိမ့်မယ် T8 ဆိုပြီးတော့ဒီမှာပေါ်လာလိမ့်မယ်ဒီမှာပေါ်လာပြီကျွန်တော်ထပ်နှိပ်လိုက်မယ်ဒီမှာရပြီဒီလိုမျိုးပေါ်လာမှပဲဆိုတာနှိပ်လိုက်ဟိုပုံမှာ connect ပြည့်နေပြီဆိုရင်ဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရင်မလေးဖုန်းကောတွေပါအကုန်ပြောလို့ရပါတယ်အော်ဒီနချက်နဲ့ချိန်သွားပြီဆိုရင်ကျွန်တော်တို့ကရပြီနားမှာတက်ပြီးတော့ဖုန်းပြောမယ်ဆိုလည်းပြောလို့ရပြီပေါ့နော်ဒီဟာနာရီကကျတော့အဝင်ကောတွေပါဘယ်လိုပြလဲဆိုတော့ကျွန်တော်ပြပေးမယ်ဒါဆိုဒီဟာနဲ့ဒါကျွန်တော်ချိန်ထားပြီဆိုလို့ရှိရင်ဒါနဲ့ကျွန်တော်ကအထက်ကောလေးတစ်ကောကျွန်တော်ခေါ်လိုက်မယ်ပေါ့နော်ဒီဖုန်းဝင်လာရင်ဒီကနေလည်းကင်လို့ရတယ်နော်ဒီကနေကင်လည်းပြောလို့ရတယ်ထပ်ပြီးကျွန်တော်ခေါ်ပြပေးမယ်နော်အခုဒါဆိုဖုန်းတစ်ကောဝင်လာလိမ့်မယ်ဒီဖုန်းနဲ့ဒါကျွန်တော် Bluetooth ချိတ်ထားပြီးသားပေါ့နော်ဒါဆိုဝင်လာပြီနော်ဒီမှာဆိုရင်ဖုန်းတွေဝင်လာပြီဆိုရင်ကျွန်တော်ဒီကနေလည်းကင်လိုက်မယ်ပေါ့နော်ဒီမှာကင်လိုက်ရင်ဒါဆိုဖုန်းဒီမှာကင်သွားပြီဒါဆိုကျွန်တော်ဒီဖုန်းကပြောနေလားမဟုတ်ဖုန်းကမပြောချင်ဘူးချက်ဒီနိုင်ရဲ့နေ speaker မနိုင်မ speaker မပါဘူးလေအဲ့တော့ဘာပြောင်းလို့ဆိုပါလားဒီနိုင်ရဲ့ speaker ကဒါလေးပဲဒါလေးနှုတ်လိုက်တာ ਨੇ အခုချိတ်သွားပြီဆိုတော့ ਨੇ ကျွန်တော်တို့ကဒီဘက်ကနေကျွန်တော်ပြောတာလေးကဒီနေချက်ကနေပြီးတော့ကြားရမှာပေါ့နော်အခုဆိုရင်ဒါကျွန်တော်ပြောနေတာကိုနေချက်ကနေပြီးတော့အတန်ထွက်နေတာပေါ့နော်အဲ့လိုပြောပါဒါဆိုရင်ကျွန်တော်အတန်လေးချက်လိုက်ထက်ချက်လိုက်ပြီဆိုရင်နေချက်ကနေတန်ကြားနေရပြီနော်အခုလိုမျိုးလေးနေချက်ကနေကြားတာပြန်ချခြင်းနေဆိုရင်နော်ဒီကနေချက်ဆန်စာလေးကိုနေချက်နေလိုက်ရင်ကြာသွားလိမ့်မယ်နေချက်လေးရလည်းတစ်ဖက်ချင်းစီကနေဖြုတ်ပြီးတော့လည်းကျွန်တော်တို့သုံးပြလို့ရပါတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ချိတ်ဆက်အသုံးပြုနေလေးပဲဖြစ်ပါတယ်အရင်လဲလွယ်ပါတယ်ဒီနိုင်ရက်နေပြီးတော့ကျွန်တော်တို့ကအပြင်ကိုဖုန်းနှိပ်ပြီးတော့ခေါ်လို့မရဘူးဖုန်းခေါ်ခြင်းနေနော်ဒီကနေကျွန်တော်တို့ခေါ်မယ်ပြီးရင်ပြောတာကတော့ဒီဖုန်းနဲ့ပြောမှလားဒီနာရီ speaker ဖြစ်တဲ့ဒီ Bluetooth လေးကနေပြောမှလားဆိုတော့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒါချိတ်ဆက်သုံးပြုလေးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်